နှလုံးသားတကားကိုမဖွင့်ခြင်းသေးလို့ရေးစားမထားသေးဘူးဆိုတဲ့ဖန်ပရိသတ်များလုံးပဲမင်္ဂလာများတင်ကားစပေါ့ကနေပြန်လည်ကြိုလိုက်ပါတယ်ချင်းလေးဖန်ကတော့သူ့ကိုဂျိတ်ခရန့်နေတဲ့မမတွေညီမလေးတွေအတွက်ဝမ်းသာစရာသတင်းစကားလေးပေးလာခဲ့ပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ USA 323မှာပန်တိုဂျာကိုအနိုင်ရရှိခဲ့ပြီးတဲ့နောက် Flyweight တန်းရဲ့ချန်ပီယံခပတ်ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ဖန်ဟာခုချိန်မှာပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ကြီးဖြစ်နေကြတာပါဖန်ရဲ့ page က post out က comment တွေကိုတွားကြည့်လိုက်မယ်ဆိုရင်ကိုရီမောင်ရီဆိုပြီးခေါ်တဲ့သူကခေါ်လက်ထက်ရအောင်ဆိုပြီးရေးတဲ့သူကရေးနဲ့အများအပြားကိုတက်တက်လို့ဖြစ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့တချို့ဆိုရင်ဗန်ရဲ့ကိုပိုင်ဖုန်းနံပါတ်ကိုရအောင်စုံစမ်းပြီးဖုန်းဆက်ကြတဲ့သူတွေတောင်ရှိပါသေးတယ်။ဒါကြောင့်ဗန်ကိုတိုင်း post တင်ပြီးသူ့ဖုန်းကိုဘယ်သူမှမပေးပါနဲ့ဆိုပြီးတောင်းဆိုရတဲ့အထိပါပဲ။ဒါကလည်းမထူးဆန်းပါဘူး။လွန်ခဲ့တဲ့2နှစ်3နှစ်လောက်တုန်းကဘယ်သူမှသတိမထားမိတဲ့ကောင်လေးဟာအခုတော့ UFC လိုမျိုးကမ္ဘာထိပ်တန်း promotion မှာ flyweight တန်းရဲ့ champion ဆိုတဲ့အောင်မြင်မှုကိုရရှိလာခဲ့တယ်လို့သူရဲ့နောက်မှာငွေကြေးတွေကလည်းကပ်ပါလာခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းဗန်ကိုတချို့တွေကရမလားဆိုပြီးတော့လိုချင်ကြသလိုတချို့ပေးတွေဆိုရင်ဗန်ကိုချစ်သူရနေပြီဘာညာနဲ့နာမည်ဖြတ်ကြတဲ့သူတွေတောင်ရှိပါတယ်။ဗန်ကအခုတော့သူ့မှာဆိုင်သူရှင်းရှိဆိုတာကိုဖြေဆိုပေးလိုက်ပြီးဖြစ်ပါတယ်။မနေ့တုန်းကချင်းတိုင်းလေးဂျိုရှူအာဘန်ဟာပရိသတ်တွေမေးတဲ့မေးခွန်းတွေကိုပြန်လည်ဖြေကြားပေးခဲ့ပြီးအဲဒီမှာပရိသတ်တွေကဗန်မာရီစားရှိပြီလားမိုးရီကိုလက်ထပ်မှလားလို့မေးမြန်းခဲ့ရမှာကျွန်တော်မှရီစားမရှိသေးပါဘူး။ဘာလဲဆိုတော့နှလုံးသားတကားကိုမဖွင့်ကျင်သေးလို့ပါဆိုပြီးတော့ဖြေဆိုသွားခဲ့ပါတယ်။ဒီလောက်ဆိုရင်ပရိသတ်တော်တော်များများလည်းဗန်ကိုစင်ငယ်လေးအဖြစ်နဲ့ရှိနေသေးတယ်ဆိုတာသိသွားလောက်ပြီးထင်ပါတယ်။ဒါဆိုရင်ဗန်ရဲ့နှလုံးသားတကားလေးကိုဖွင့်နိုင်တဲ့ကောင်မလေးကဘယ်သူများဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။